ဘာကြီးအောင်ညာတယ်ဘာကြီးအောင်ရောင်းနေကြွေရုပ်လေးကိုနှစ်သက်ဆွဲလန်းမိတဲ့ကလေးလေးဟာကြွေရုပ်လေးကိုဝဲဖို့ကြိုးစားပန်းစားငွေစုလေးတဲ့ခလေးတယောက်မဟုတ်ဘူးစုငွေဟာဟောဒီကြွေရုပ်လေးဝဲဖို့အလံဝေးကွာနိုင်ပေမဲ့ဘာကြီးအောင်ကတော့မျောလင့်ချက်ပေးခဲ့မိပြီငွေပြေးတဲ့အခါပြန်လာဝဲပါပေါ့မစားရင်မတောက်ရက်မုတ်ဖိုးလေးတွေပြေးလို့ကြွေရုပ်လေးစီအပြေးလှမ်းလာခဲ့တော့ဘာကြီးအောင်ကပြောလိရဲ့ကြွေရုပ်လေးလာဝေသွားပြီတဲ့။အော်ကြွေရုပ်လေးသူ့တန်မိုးထားရတဲ့ကြွေရုပ်လေးတန်မိုးထားတဲ့အရာဆုံးရှုံးရခြင်းနဲ့အတူမျောလင့်ချက်တွေပါကြိုးကြည်မွခဲ့ပြီးဘာကြီးအောင်ရဲ့ကျွန်တော်သိခဲ့တာကျွန်တော်မုတ်ဖိုးတွေပြေးတဲ့အခါကြွေရုပ်လေးကိုပိုင်ဆိုင်ရပြီပေါ့ဒီကြွေရုပ်လေးဟာဘာကြီးအောင်အတွက်တာမန်လက်ရာကြွေရုပ်လေးပေမဲ့ကျွန်တော်အတွက်တော့မျက်နှိုးလွန်ရတဲ့အရာလေးပါဗျာဘာကြီးအောင်ညာတယ်ကိုယ့်ဘက်ကမတိချတဲ့အခါတပားသူကိုမျောလင့်ချက်တွေမပေးပါနဲ့တံမိုးထားရတဲ့သူအတွက်ကကဘာကြီးမို့လို့ပါဗျာ